ဒီနေ့ဗီဒီယိုမှာတော့ TikTok အသုံးပြုတဲ့သူတွေတိုင်းသိထားတဲ့အခြေခံ setting 3မျိုးအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။အရင်ဆုံးမိမိ TikTok profile ရဲ့ညာဘက်အပေါ်ထောင်ကဝိုင်းပြရတဲ့ကိုဝင်လိုက်ပါမယ်။ Setting and Privacy တဲကိုထပ်ဝင်လိုက်ပါမယ်။ Privacy တဲကိုထပ်ဝင်ပါမယ်။ဝိုင်းပြလာတဲ့တဲကိုထပ်ဝင်လိုက်ပါမယ်။ပုံမှန်ဆိုရင်တော့ဒီ setting တစ်ခုကပွင့်နေတတ်ပါတယ်။ဒီ setting ကိုပိတ်ထားလိုက်မယ်ဆိုရင်တော့မိမိ TikTok account ကမိမိဖုန်း contact ထဲကလူတွေနဲ့ Facebook က friend တွေရဲ့ people human တို့မှာမပေါ်တော့ဘဲနဲ့သုံးလို့ရမှာဖြစ်ပါတယ်။ Facebook ကတငယ်ချင်းတွေနဲ့ contact ထဲကလူတွေစီမှာမိမိရဲ့ TikTok account ကိုမပေါ်စေချင်တဲ့သူတွေအတွက်ကတော့ဒီ setting ကိုပိတ်ထားတင်ပါတယ်။နောက်တစ်ခုကတော့ကိုမလိုချင်တဲ့ comment တွေပိတ်လို့ရမယ့်နည်းဖြစ်ပါတယ်။ comment တွေကိုဝင်လိုက်ပါမယ်။ပေါ်ဆုံးကဝိုင်းပြထားတဲ့ကိုဝင်လိုက်မယ်ဆိုရင်တော့မိမိက comment တွေကိုလူတိုင်းမှန်းလို့ရအောင်ဖွင့်ထားမှာလားဒါမှမဟုတ် friend only ပဲမှန်းလို့ရအောင်ဖွင့်ထားမှာလားဒါမှမဟုတ်လုံးဝပိတ်ထားလိုက်မှာလားဆိုတဲ့ setting တွေကိုရွေးလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုမမှန်းစေချင်တဲ့ရိုင်းရိုင်းဆိုင်ဆိုင်စကားလုံးတွေကိုပဲရွေးပြီးတည်တံ့ပိတ်ထားလို့ရမယ့်နည်းဖြစ်ပါတယ်ဝိုင်းပြထားတဲ့ကိုဝင်လိုက်ပါမယ်ဝိုင်းပြထားတဲ့နေရာမှာ on လာလိုက်မယ်ဆိုရင်တော့အောက်ကအကွက်ထဲမှာမိမိမလိုချင်တဲ့စကားလုံးတွေရေးထည့်ပြီးပိတ်ထားလို့ရပါပြီနောက်ဆုံးတစ်ခုကတော့မိမိအကောင့်ကိုပို့ပြီးလုံခြုံအောင် two step ခံထားလို့ရမယ့်နည်းဖြစ်ပါတယ်။ဒီနေရာမှာမိမိအနေနဲ့ two step တစ်ခါမှမခံရသေးဘူးဆိုရင်မီးလေးတွေမှိန်နေမှာဖြစ်ပါတယ်။မိမိမှာရှိတဲ့ဖုန်းနံပါတ်ဒါမှမဟုတ် Google Authenticator လိုမျိုး app နဲ့ချိတ်ပြီးတော့ two step on လာလို့ရပါတယ်။ two step on လာလိုက်မယ်ဆိုရင်မိမိရဲ့အကောင့်ကအရင်အထက်ပို့ပြီးတော့လုံခြုံသွားမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။တခြားသော TikTok နဲ့ပတ်သက်ပြီးတော့ကိုသိကျင်တာတွေရှိရင် comment မှာမေးခဲ့လို့ရပါတယ်။ဗီဒီယိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။